ချင်းမိတ်ဆွေကိုတတိယလို့ညာဆရာဆိုတော့ကြပြတဘုတ်ဝစ်ချင်လို့ခုညမဲ့ကြပြလေးကပြမနာလက်လောက်တောင်တော့ရ25နှစ်ပြည့်နေကလေးမှာပေါ်ပြခဲ့တဲ့ကြပြလေးတဘုတ်အဲ့ဒီကြပြလေးကိုကျွန်တော်အခုပင်လေထဲကနေမိတ်ဆွေတွေစီကိုလွတ်လိုက်ပါကြပြရဲ့ခေါင်းစဉ်ကအရေးညံ့နေတဲ့စိတ်နေအောင်အောက်မှာခြေလမ်းတွေဟာစိတ်ရဲ့ဆာလောင်မှုလောက်ကိုလိုက်နေကြတယ်ကိုယ်အရေးကိုနင်းလို့ရေရောက်တော့ကိုယ်အရေးဟာကြောက်သွားတယ်စိတ်ကအဝေးကိုဟေးလို့ကျေးဇူးတင်ပါတယ်တော်တင်ဦးပါ